လူသူမဲ့ကျွန်းတကျွန်းပေါ်မှာတောင်တင်နေတဲ့အမျိုးသားတယောက်ဟာနိုးလာတဲ့အခါကမ်းခြေမှာလှပတဲ့မိန်းကလေးတယောက်ကိုတွေးလိုက်ရပါတယ်။ရုတ်တရက်ဆိုသလိုအန်နန်ဟာဓာတ်တစ်ချောင်းကိုကင်ပြီးမိုက်စီကိုပြေးဝင်လာခဲ့ပါတယ်။တကယ်တော့သူမကအမဲလိုက်နေတာပါဒါပေမဲ့မိုက်ကသူမရဲ့အလှမှာမိန်မောသွားပြီးသူမနောက်ကိုအမြန်လိုက်သွားခဲ့ပါတယ်။ဒါဟာအန်နန်အတွက်လူသားတွေနဲ့ပထမဆုံးအကြိမ်တွေ့ဆုံဖူးခြင်းဖြစ်တာကြောင့်သူမကမိုက်ကိုအသားကင်တွေမျှဝေကျွေးမွေးခဲ့ပါတယ်။ညစာစားပြီးနောက်အန်နန်ထွက်သွားတဲ့အခါမိုက်ကသူမကိုဆက်နေစေချင်တာကြောင့်နောက်ကနေအမြန်လိုက်သွားခဲ့ပါတယ်။အဲ့ဒီမှာပဲအန်နန်ကဓားကိုဆွဲထုတ်ပြီးအစိတ်ပြင်းတဲ့မွေတကောင်ရဲ့ခေါင်းကိုဖျက်လိုက်တာကိုသူမြင်လိုက်ရပါတယ်။တောထဲကတရိษံတွေကမီးကိုကြောက်တယ်လို့လဲသူမကမိုက်ကိုပြောပြခဲ့ပါတယ်။အန်နာကငွေကိုတည်ပြီးထွက်သွားခဲ့ပါတယ်။မိုက်ကတော့မီးပုံဘေးမှာကြောက်လန့်တကြားနဲ့တညာလုံးကုံဆုံးခဲ့ရပါတယ်။သူနိုးလာတဲ့အခါမှာတော့အန်နာကပြန်ရောက်နေပြီးသူ့အတွက်မနှက်စာပြင်ဆင်ပေးနေတာကိုတွေ့လိုက်ရပါတယ်။မိုက်ကသူမကိုလှပပြီးစိတ်ထားကောင်းသူလို့ထင်မှတ်ခဲ့ပါတယ်။မနှက်စာစားပြီးတဲ့နောက်အန်နာကဆေးဘက်ဝင်အပင်တွေနဲ့သူ့ရဲ့ဒဏ်ရာတွေကိုဆေးကြောပေးခဲ့ပါတယ်။မိုက်ရဲ့မြင်သက်နေတဲ့မျက်နှာကိုကြည့်ပြီးသူမသဘောကျနေခဲ့ပါတယ်။ပြီးနောက်အန်နာကသူ့ကိုအိတ်ဆက်အနားယူစေခဲ့ပါတယ်။သူမကတဲတလုံးဆောက်ပေးသလိုအမဲလိုက်ဖို့နဲ့ကိုကာကွယ်ဖို့အတွက်လှမ်းလုံနည်းကိုလည်းတင်ပေးခဲ့ပါတယ်။အနာကလှန်နဲ့ငါးဖမ်းနည်းကိုတရုပ်ပြခဲ့ပြီးသူတို့နှစ်ဦးပျော်ရွှင်စရာနေ့တစ်နေ့ကိုပိုင်ဆိုင်ခဲ့ကြပါတယ်။ညနေရောက်တော့မိုက်ကအန်နာကိုအိမ်ပြန်လိုက်ပို့ပေးခဲ့ရမှာသူမကကူတစ်ခုထဲမှာနေထိုင်နေဆိုတာကိုတွေ့ရှိခဲ့ရပါတယ်။သူမကမိုက်ကိုအထဲဝင်ခွင့်မပေးပါဘူး။မိုက်ကသူမလက်ကိုဆွဲပြီးသူနဲ့အတူလာရောက်နေထိုင်ဖို့ခေါ်ခဲ့ပါတယ်။ဒါပေမဲ့မိုက်ကျွန်းပေါ်ကနေထွက်သွားမယ်ဆိုတာကိုကြားလိုက်ရတဲ့အခါအန်နာကဒေါသထွက်ပြီးဂူထဲကိုပြန်ပြေးဝင်သွားပါတယ်။မိုက်လည်းအိတ်တော့မဲ့အချိန်မှာပဲအန်နာကတောင်းပန်ဖို့ပြန်ရောက်လာပါတယ်။သူမဟာမိုက်ကိုချစ်မိနေပါပြီးထွက်သွားခြင်းကသူတို့နှစ်ယောက်ကိုလမ်းခွဲစေမှာဖြစ်ပါတယ်။သူမကမိုက်နဲ့မခွဲခွာခြင်းပါဘူး။နောက်တနေ့မနက်မှာတော့မိုက်ဟာလေရင်ပြန်တန်းတန်ကြောင့်နိုးလာခဲ့ပါတယ်။မိုက်ကစိတ်လှုပ်ရှားစွာနဲ့မတက်ထွက်ပြီးကမ်းခြေစီကိုပြေးသွားခဲ့ပါတယ်။သူကလက်ဝဲရမ်းပြီးအကူအညီတောင်းဖို့အော်ဟစ်လိုက်ပေမဲ့မင်းညကအန်နာပြောခဲ့တဲ့စကားတွေကိုသတိရသွားပြီးလက်ကိုပြန်ချကအော်ဟစ်တာကိုရပ်တန့်လိုက်ပါတယ်။